မင်္ဂလာပါခင်ဗျာကျွန်တော်အခုဖတ်ပြပေးမယ့်ကာတွန်းလေးကတော့ဂျာအီပါဝင်သည့်တကူကောင်းဆန်သူဆိုတဲ့ကာတွန်းလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ကာတွန်းအောင်ကျော်ရှိတာတင်ဆက်ထားတာပဲဖြစ်ပါတယ်ကျွန်တော်ကတော့သူရဖြစ်ပါတယ်ဒီနေ့ကြောင်းပိတ်တယ်ကဲဘဲနဲ့ရှိတာသူမဟုတ်ခင်ကိုကအရင်အော်ထည့်လိုက်ပြီဟိဂျာအီကိုဒါမျိုးလာဆန်းလို့ဘယ်ရမလဲဂျာအီဆိုတာဂျာအီပဲလေဘာမှတ်နေလဲဤဂျာရဲ့အတန်ပြောင်းနေပါလားထူးဆန်းနေပြီခုပဲအနက်ခံဒီခြေရာကောက်မှဒင်းကိုခြေရာဖြောက်ပြီးနောက်ကောက်ကြောင်ထားရမယ်ဟဲဒီခြေရာနဲ့ဒီအနက်ကသူမသူပဲဇက်ရှိန်မြင့်လာပြီလေကြစို့ဒန်ဤငါဘယ်ရောက်လာပါလဲဟာရှိမှပါပြီပါလားဟာခြေရာကောက်နန်းခံရမှာပါပြီကချန်ပီယံပဲလေဟာတကူကောင်းဆန်ပြီးအခုလိုတယောက်တည်းသွားလို့လမ်းပြောက်ရတာအဲ့ဒါကြောင့်ဂျာအီကိုသူ့မေရိုက်တာပြီးပါပြီခင်ဗျာ